ဒီနေ့တော့ဝက်အာလူလေးချက်စားမှာဖြစ်ပါတယ်ပထမဦးဆုံးဝက်သားလေးကိုပဲငှက်ပြားကြီးအနောက်အကြီးစနှုံးမုံလို့ဖြင့်နှံ့အောင်နေပြီး15မိနစ်လောက်နှက်ထားပေးပါမယ်ခုဝက်သားစချက်ဖို့အတွက်ကြက်သွန်ကြီးနဲ့ကြက်သွန်ဖြူကိုစီတက်ပါမယ်ရောင်တင်မုံလေးထည့်ပြီးစီတက်ပါမယ်စီတက်နံလေးမှုလာပြီဆိုရင်ဝက်သားလေးထည့်ပါမယ်ရေတမ်းမထည့်ပဲဝက်သားတွေကထွက်လာတဲ့ရေများခန်းသည့်အထိခဏလောက်တည်ထားပေးပါမယ်အရသာအနေနဲ့ကတော့ရက်သားမုံနဲ့အစားကိုထည့်ပါမယ်ပြီးရင်ဝက်သားလေးနှူးသွားအောင်ရေလေးနဲ့ငယ်ထည့်လိုက်ပါမယ်အသင်းနှီးထားတဲ့အာလူတွေကိုထည့်ပြီးရောမှွေပေးလိုက်ပါမယ်ဝက်သားနဲ့အာလူလေးနူးသွားအောင်လို့အဖုံးလေးအုပ်ပြီးတဲထားပေးပါမယ်ရေလေးလေးခမ်းပြီးစီလေးလေးပြန်လာပြီဆိုရင်အနှံလေးမွေးသွားအောင်မဆလာလေးအုပ်လိုက်ပါမယ်ဒါဆိုရင်တော့အရသာရှိတဲ့ဝက်အာလူဟင်းလေးရပါပြီခင်ဗျာ